ပြုပြင်နိုင်တဲ့သူဟာအေးချမ်းတယ်တဲ့အဲ့တော့ကိုယ့်ဘဝကိုပဲပြုပြင်ရမယ်ကိုယ့်ဘဝကိုသာအားကိုးရမယ်ဘသူကိုမှအားကိုးရမယ်ဘသူကိုသွားပြီးမိခိုရမယ်လို့နည်းနည်းလေးတော့မတွေးမိပါစေနဲ့ဘုရားရှင်ကအတ္တဟိအတ္တနောနာထောတဲ့မိမိကိုယ်သာမိမိဘဝရဲ့အားကိုးရာဆိုပြီးဘုရားရှင်ဟောထားတယ်အဲ့တော့ကိုယ့်ကိုယ်အားကိုးပါကိုယ့်ဘဝရဲ့အားနဲ့ချက်တွေကဘာလဲငါဘဝရဲ့ရီမန်းချက်ငါဘဝရဲ့ပန်းနိုင်ကဘာလဲငါလူဖြစ်လာတာဒီစာဝတ်နေရေးအတွက်လောက်ပဲလူဖြစ်လာတာလားသာသနာအတွက်ဘာသာအတွက်လူမျိုးအတွက်တစ်ခုခုကိုပေးစွမ်းနိုင်ဖို့အတွက်လူဖြစ်လာတာလားငါဘဝတောက်လျှောက်မှာစိတ်သက်တွေချပြီးတော့မာမဖြစ်ရလေရဲ့ဆိုပြီးတော့စိတ်ညစ်နေဖို့လူဖြစ်လာတာလားအစင်မပြေမှုတွေခြားတဲ့ကနေပြီးတော့မရမကစူးစမ်းအားထုတ်ပြီးတော့အောင်မြင်မှုပန်းနိုင်ကိုရယူနိုင်ဖို့အတွက်လူဖြစ်လာတာလားဆိုပြီးကိုကိုပြန်သုံးသပ်ပါကိုပြန်ဝေဖန်ပါအခုလိုပြောလိုက်လို့ဦးစင်းကတော့အောင်မြင်နေပြီလားဦးစင်းကတော့အရန်နေတော်နေပြီလားတက်နေပြီလားလို့လည်းမဟုတ်ပါဘူးဦးစင်းလည်းစူးစမ်းနေသူတယောက်ပါသာသနာအတွက်ဘာသာအတွက်ကိုယ့်ရွာအတွက်စူးစမ်းနေသူတယောက်ပါအရန်ကြီးတက်လာပါရဲ့တော်လာပါရဲ့ဆိုပြီးတော့ပြောပြနေတာမဟုတ်ပါဘူးတခုခုလေးတွေးစရာပေါ်လာအောင်တခုခုလေးကိုယ့်ဘဝကိုပြန်ပြီးတော့သုံးသပ်မိအောင်တခုခုလေးကိုပြန်ပြီးတော့စဉ်းစားမိအောင်ပြောပြရခြင်းသာဖြစ်ပါတယ်အဲ့တော့ဘဝမှာချမ်းသာဖို့လဲလိုတယ်ချမ်းသာဖို့အတွက်စိဗ္ဗဥစ္စာရှာရမယ်စိဗ္ဗဥစ္စာရှာရတဲ့လည်းပဲအကုသိုလ်တွေနဲတဲ့နဲအောင်ကျင့်ကြံကြိုးစားအားထုတ်ရမယ်အဲ့တော့မတမာမှုနဲ့စိဗ္ဗရှာနေမယ်ဆိုရင်ဒီဘဝတော့အစဉ်ပြေကောင်းပြင်နိုင်ပေမဲ့နောက်ဘဝတွေမှာပြန်ပြီးတော့ရှောင်လွဲလို့မရတဲ့အကျိုးတွေကိုပြန်ပြီးတော့ခံစားရမှာပါအရာရာတိုင်းမှာအကျိုးပေးတွေရှိတယ်ကောင်းတာတွေရခြင်းရင်ကောင်းတာတွေလုပ်ရမယ်မကောင်းတာတွေလုပ်နေပြီးတော့ကောင်းတာတွေလိုချင်လို့မရပါဘူးအဲ့တော့ကိုယ့်ဘဝကိုပြန်သုံးသပ်ပါလူဘဝကိုရောက်လာတာဒါအတွက်ပဲလားသီလယူဖို့ဒါနပြုဖို့ဘာဝနာပွားဖို့ကုသိုလ်ကောင်းမှုလုပ်ဖို့လည်းပဲနှလုံးသွင်းထားပါစားရနဲ့လည်းအသက်တည်နိုင်တယ်သွားရနဲ့လည်းအသက်တည်နိုင်တယ်အိတ်နေရင်းနဲ့လည်းအသက်တည်နိုင်တယ်အဲ့တော့အသက်ရှင်နေတဲ့ကာလတွေမှာစိဗ္ဗဥစ္စာလည်းရှာပါကုသိုလ်လည်းရှာကြပါကိုယ့်ဘဝကိုပြန်ပြီးသုံးသပ်ပြီးတော့အကျိုးရှိအောင်